ခန်းဖို့ရှိတော့အကြီးဆုံးပေါ့ခန်းဖို့ကြီးဆိုတာအကြီးရေဆုံးခွာအဲ့တော့ဘယ်နှမျိုးရှိတယ်一这个啊，准备呀，一颗啊咯，就这样。看不是这个解释的是吧？你就摆在和，你就上来啊，这个没，你就上来。那么如何？解释的。解释的。啊，我解释的。解释的。ဟုတ်ပြီအဲ့တော့ဒီနတ်ကိုပူဇော်တယ်ဆိုတော့ဒီနတ်ကိုပြောတယ်ဆိုတဲ့ဟာဒီလိုမျိုးနတ်စကားရွယ်တက်တက်ရှိလားလို့မေးကြတယ်那大鱼啊，这那把人这么空洞不点那大鱼个，还起不那大那我们个，一部空有不一部鸡肉么，我们呢，三呢，那大鱼肉啊，这不好。啊，所以我们呢，我们怕会大鱼为啥我们为啥？这我们怎么大鱼的鸡？大鱼啊！နတ်စကားတက်တက်ရှိတယ်ပေါ့那是刚说第是刚的，俺们那不啊？大鱼说俺通的。ဒီနတ်တွေကိုပူဇော်ပတ်တဲ့စကားပေါ့ဟုတ်တယ်ဟုတ်ပြီဒီစကားပဲဒီလိုပြောဒီစကားပဲသူကလေယူလေသိန်းနဲ့တင်ချလေးနဲ့ပြောမှာဟုတ်ပြီအခု तू ကဒီနတ်ဆရာကြီးကအခုယောက်ျားလေးသားကြပြီဆိုတော့ဒီသားကြီးလိုက်နတ်ဆရာဖြစ်မှာလားလို့မေးကြည့်သူဘာမိတာနဲ့တားရင်အောင်ဘာလုံးအဒီမို့တားရလို့သူပါဟာလက်ပြနဲ့ထိုးနမတာခိုးဝကြချင်းအမွေးနဲ့ပဲခါနဲ့ပဲခိခါအေးပါကဘာကြီးလာမှာသိမယ်ကြီးလာမှသိကြသိမယ်ဟောချင်းမျိုးနယ်စုဝင်တွေဖြစ်တဲ့မွန်ဒိုင်းမကန်းလူမျိုးတွေရဲ့သူတို့ရဲ့ကိုယ်ဝယ်ယုံကြည်မှုပါနတ်ကိုယ်ဝယ်ယုံကြည်မှုပါနတ်ကိုယ်ဝယ်ယုံကြည်မှုပါပူဇော်ပတ်သက်မှုကိုသူတို့ကပို့ပြီးတော့အလေးထားကြပါတယ်သူတို့မိသားစုဝင်တွေနေမကောင်းတဲ့အခါစီးပွားရေးအဆင်ပြေတဲ့အခါမှာတာဂီလို့ခေါ်တဲ့နတ်ဆရာကိုမေးမြန်းကြပြီးသူတို့အခြေအနေကိုကြည့်ပြီးနတ်ဆရာတွေကအစစ်စစ်စီမံပေးကြပါတယ်အဲ့လိုစီမံတဲ့နေရာမှာယူပွဲနဲ့လုံယူပွဲအမြင့်ဆုံးစီမံခြင်းပါပဲယူပွဲနဲ့လုံယူပွဲကို9ရက်တိတိကျင်းပကြတယ်လို့သိရပါတယ်